အနုပညာလုပ်တွေတိတ်မလို့တော့ပေမဲ့မွေးနေ့မှာနွမ်းပါသူတွေကိုတိမ်မောင်းတောင်းချီကုတ်ခဲက9ရက်တီအလူပေးမဲ့လူရှင်တော်ဒိန်းအောင်အနုပညာလောကမှာတစင်ရခင်လိုက်တဲ့ဒိန်းအောင်ဆိုရင်မသိသူမရှိအောင်ဝဝက်ကွဲအောင်မြင်ခဲ့တဲ့လူရှင်တော်ဒိန်းတော်ကအခုတခါမှာတော့သူ့ရဲ့ထူးခြားတဲ့မွေးနေ့အလူကြီးနဲ့စိတ်ထားကောင်းမွန်နေကြောင်းဆိုရှယ်မီဒီယာထက်မှတကြော့ပြန်ရေးပန်းစားလာခဲ့ပြန်ပါပြီလက်ရှိမှာအနုပညာလုပ်တွေအရှိလုံးအရှိန်ဟုန်နဲ့မလောက်ကန်ရတော့ပေမဲ့ဒိန်းအောင်ဟာသူ့ကိုချစ်တဲ့သူရောမုန်းတဲ့သူတွေပါအံ့ဩသွားစေမဲ့အလူတန်းကြီးတစ်ခုကိုပြုလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။လူအများအကြားမှာဒိတ်တောင်နဲ့ပတ်သက်ပြီးဝေဖန်တဲ့နေရှိနေကြတာအားလုံးသိပါပြီ။အပြောဆိုနဲ့ခံယူချက်တချို့ကြောင့်ပြည်သက်ချူရဲ့ကြောခိုင်းမှုကိုခံကြရသလိုဒိုက်တာရီနဲ့ထုတ်လို့သူတွေကလည်းသူ့ကိုစကားရိုက်ဖို့ခေါ်ယူဖို့ဝင်လေးနေတာကြောင့်ဒိတ်နောင်တော့အလုံးမရှိတော့ပဲထမင်းငတ်နေပြီလို့ထိကျဲပေးကြသူတွေလည်းအများအပြားရှိခဲ့ပါတယ်။ဒါပေမဲ့ဒိတ်နောင်ကတော့အဲ့ချက်တွေကိုပြက်တသားခြေပါလိုက်ပြီးသူ့ရဲ့ချမ်းသာကြွယ်ဝမှုကိုခက်ကြွကြွလေးချပြလာခဲ့ပါတယ်။တကယ်တော့ဒိတ်နောင်ဟာအောင်မြင်မှုရဲ့ထိတ်ဆုံးကိုရှောင်းနေချိန်မှာရရှိခဲ့တဲ့နုပညာကြီးတွေကိုတာမန်ဖြုံးနှိပြခဲ့သူမဟုတ်ပါဘူး။သူကအမျှော်မြင်ရှိရှိနဲ့အင်ချမ်းမြေလောကမှာစနစ်တကျရင်းနှီးမြှုပ်နှံထားခဲ့သူပါ။ဟိုးရှင်ကတိတ်တရားဝင်းကျင်လောင်းနဲ့သူဝယ်ခဲ့တဲ့မြေခွဲကျဲကြီးတွေဟာအခုခေတ်ကာလပေါက်စေရတိမ်မောင်းတောင်းချီတန်ကြီးရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်လေသူကပြည်သက်အမပေးလေငါမှရှိတဲ့ပိုင်ဆိုင်မှုတွေနဲ့10သက်လောက်ထိုင်စားလို့ရတယ်ဆိုပြီးယုံကြည်ချက်ပြည့်နဲ့ပြောဆိုလာခဲ့တာပါ။ပို့ပြီးထူးခြားတာကတော့သူ့ဘော်ဝီဖန်တိုက်ခတ်နေကြသူတွေကိုဒိန်းအောင်ကမြစ်တာနဲ့ပဲတုတ်ပြန်နေတာဖြစ်ပါတယ်။လာမယ့်သူ့ရဲ့မွေးနေ့မှာဆိုရင်နွမ်းပါသူတွေကိုငွေကုန်ကြေးကြသိမ်းမောင်းတောင်းချီကုန်ကြခံပြီးတော့9ရက်တီထမင်းဝါကျွေးမယ်အလူကြီးကိုပြုလုပ်သွားမှာဖြစ်ပါတယ်။ဒါရင်မကသေးပဲနဲ့သူကနေ့စဉ်နဲ့မျှလမ်းဘေးကတလိပ်ဆန်လေးတွေကိုလည်းကိုယ်တိုင်စာကျွေးမွေးပြီးကုသိုလ်ယူနေတာကိုတွေ့ရပါတယ်။ဘယ်သူတွေကသူ့ကိုမုန်းနေပါစေသူကတော့လူသားချင်းစာနာမှုနဲ့မေတ္တာတရားကိုရှေ့တန်းတင်ပြီးအလူတန်းနေနဲ့ပဲဘဝကိုအေးကြကြဖြတ်သန်းနေတာဖြစ်ပါတယ်။အနုပညာရှင်တယောက်တွေအောင်မြင်မှုဆိုတာရေဘွက်ပမာခဏတာဖြစ်နိုင်ပေမဲ့ဒိန်းအောင်ရဲ့ငွေကြေးစီမံခန့်ခွဲမှုကတော့တကယ့်ကိုတူယူစရာပါပဲ။အနုပညာလောကမှာနေရာပြောက်သွားလို့ချိုးတဲ့နန်းပွားစွာဖြစ်တန်းနေရတဲ့စပိုးစိတ်ရများစွာရှိနေချိန်မှာဒိန်းအောင်ကတော့သူ့ရဲ့ကြိုတင်ပြင်ဆင်မှုကြောင့်ဘီလီယံနာတထေးကြီးတူဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။စီဝါရေးရခိုင်မာတဲ့ခြေနေကိုပိုင်ဆိုင်ထားလို့သာအခုလိုတိမ်မောင်းတောင်းချီတန်းတဲ့အလူကြီးကိုရဲရောပြုလုပ်နိုင်တာဖြစ်ပါတယ်။ဒိန်းအောင်ရဲ့ဖြစ်ကနေတစဉ်ကျမတို့ရရှိနိုင်တဲ့သင်ခန်းစာကတော့ဘဝမှာအောင်မြင်နေချိန်မှာမမေ့လျော့ပဲနောက်ရေးတွေကြိုတင်ပြင်ဆင်ထားဖို့အရေးကြီးပုံပါပဲ။ဝေဖန်မှုတွေကြားမှာစိတ်ထဲမကြပဲလူတန်းအနေနဲ့အကောင်းဆုံးရှစ်တန်နေတဲ့ဒိန်းအောင်ရဲ့စိတ်ထားကိုတော့ပြည်သက်တရားချီးကျူးနေကြပါတယ်။ယခုကြည့်ရှုနေတဲ့ပြည်သက်တရားရောတာမန်လူရှင်တော်ဘွားကနေအမျှော်မြင်ရှိရှိယင်းနှိမ့်မြုံနှံမှုတွေကြောင့်တိမ်မောင်းတောင်းချီတန်းတဲ့ဘီလီယံနာတရေကြီးဖြစ်လာတဲ့ပြင်မွေးနေ့မှာလည်း9ရက်တိုက်အလူကြီးပေးမဲ့ဒိန်းအောင်ရဲ့စိတ်ထားနဲ့စူးစမ်းမှုပေါ်ဘလို့မြင်ကြလဲမိသားစုပေါ်တည်တတ်တဲ့နွမ်းပါသူတွေကိုကူညီတဲ့သူတွေအတွက်အားပေးစကားလေးတွေကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီဒီအောင်လောက်နေပဲနှုတ်ဆက်ခဲ့ကြပါရစေ။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းနဲ့ကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။